မင်္ဂလာပါရှင်ပဲဒီစိန်မပဲစတဲ့ပဲပင်တွေမှာကြောက်တက်တဲ့ပင်စီထိုးရင်ကိုပဲပင်ငယ်တွေတည်တာတွေ့တော့မှာပေါ့နော်ဆေးဖြန်းတဲ့အခါမှာထိရောက်မှုနေတာဘာဖြစ်လို့လဲဆိုတဲ့အကြောင်းရင်းလေးကိုဆွေးနွေးပေးပါမယ်ရှင်ပထမအဆုံးအနေနဲ့ကတော့ပိုးရဲ့တဘာဝပေါ့နော်ဒါကိုသိရပါမယ်ပဲပင်ငယ်ရဲ့ဆေးရွက်ပေါ့မြေပြင်ပေါ်မှာစပြီးတော့ပေါ်လာတဲ့အချိန်ကနေစပြီးတော့ဒီပင်စီထိုးရင်ကဒီဆေးရွက်ပေါ်မှာဥပါတယ်ဒါကြောင့်မလို့ဒီမျိုးညံဖောက်ပဲကျဲပြီးတော့2ရက်3ရက်အတွင်းမှာဥတယ်အဲ့ဒီရက်ကနေပြီးတော့15ရက်အတွင်းမှာပဲပဲပင်သေးတာကိုတွေ့ရတတ်ပါတယ်ပင်စီထိုးရင်ကိုဒီ insect ပိုးမွားတွေအကြောင်းကိုလေ့လာသူများကသူ့ကို cryptic feeder လို့သတ်မှတ်ပါတယ်ဆိုလိုတာကကြတော့ပုံရှိုးကွယ်ရှိုးစားတောက်ဖြက်စီးတတ်တဲ့ပိုးလို့အဓိပ္ပာယ်ရပါတယ်ဥကနေပေါက်လာတဲ့လောက်ကောင်ကချက်ချင်းပဲသူကဆေးရွက်ကနေဆေးရွက်ပြီးတော့အညွန့်လောင်းပြီးတော့ပင်စီတဲ့ကိုတစ်ဆက်တည်းဝင်ရောက်သွားပြီးတော့တ िश ူးသားတွေကိုစပြီးစားပါတယ်ဒီလိုအခြေအနေမှာသူကအထဲထဲမှာဝင်ပြီးတော့ပုံကိုစားတောက်နေတဲ့အတွက်ကြောင့်ဓာတုဆေးနဲ့လည်းထိရောက်ဖို့ခက်ခဲပါတယ်နောက်ပြီးတော့သူစတင်ဝင်ရောက်တဲ့အချိန်ကိုသတိထားမိဖို့လည်းခက်ပါတယ်နောက်တစ်ချက်ကကြတော့ဘဝဆက်ဝင်တစ်ချိန်ပြည့်စုံဖို့အတွက်ကာလအရမ်းမြန်တာပါဥပြီးတော့2ရက်3ရက်အတွင်းမှာအကောင်ပေါက်နိုင်တယ်လို့ပင်စီထဲမှာလောက်ကောင်စားတဲ့ကာလကလည်း9ရက်ခန့်အတွင်းမှာပင်စီညှိုးသွားတတ်တယ်နောက်တစ်ခါသူ့ရဲ့ရုပ်ဖုံးကပင်စီနဲ့အခြေမြေကြီးနဲ့ကပ်ရက်နေရာမှာရုပ်ဖုံးပြုတ်လို့ပြီးတော့ရုပ်ဖုံးတက်တန်း2ရက်3ရက်အတွင်းမှာအကောင်ကြီးပြန်ပေါက်ပါတယ်ဒါကြောင့်မလို့ဘဝဆက်ဝင်တစ်ချိန်ပြည့်စုံဖို့ဆိုရင်10ရက်ကနေ14ရက်ဝန်းကျင်ပဲကြာတတ်ပြီးတော့ဒီပဲပင်ငယ်ခန္ဓာရည်နဲနေစဉ်ပေါ့နော်အပင်ဖြစ်ထွန်းမှုဖြစ်နေတဲ့အချိန်တက်တန်းအတွင်းမှာတစ်လသားအတွင်းမှာပေါ့သူက3ချိန်ခန့်ပွားနိုင်တာကသူ့ရဲ့အဓိကစိုးတဲ့အလေးအထားနဲ့ပြဿနာပေါ့နော်ဒီတက်တန်းကာလတစ်ခုထိရှိပြီးသားပဲပင်အရွယ်ကြီးပေါ့နော်ဥပမာ20ရက်သားတစ်လသားတွေမှာပေါ့အရက်အဲ့ဒီနေရာမှာနောက်တစ်ချိန်ပြန်ပြီးတော့ပွားမယ်ဆိုရင်တော့အရက်သစ်ထွက်မဲ့အညွန့်ဖူးနေရာလေးရဲ့အတွင်းမှာဥတာကြောင့်အဲ့ဒီချိန်မှာဆေးပြန်းမယ်ဆိုလဲဆေးနဲ့ထိတွေ့ပြီးတော့ဆေးလွတ်သွားတတ်တာပါဒီဥနဲ့တော့ကောင်မှာဆေးလွတ်သွားတတ်တာပါဒီပင်စီထိုးရင်အပွားများမှုအတွက်ကတော့သူကအပူချိန်25နေ32ဒီဂရီစင်တီဂရိတ်ခန့်မှာအောက်တိုဘာနိုဝင်ဘာကာလထိမိုးဖွဲရွာတဲ့နှစ်တွေမှာဆိုသူကပို့ပြီးတော့ကျတတ်ပါတယ်အုံမိုင်းနဲ့ရာသီဥတုအခြေအနေနဲ့ဆိုထိုင်းစား65ရာခိုင်နှုန်းအထက်မှာပင်စီထိုးရင်အကောင်ကြီးတွေအတွက်ကရှင်သန်ပွားများမျိုးပွားဖို့အတွက်အားပေးတဲ့အခြေအနေဖြစ်ပါတယ်မျိုးစင်နှုံးထားများလွန်ခြင်းနဲ့စိုက်ခင်းမြေအာဟာရချို့တဲ့ခြင်းပေါ့နော်ဒါကဒီအပင်လေးကတန်တန်ဆန်းဆန်းမဖြစ်တာပေါ့နောက်ဆိုထိုင်းစာများခြင်းနဲ့ပေါင်းမြတ်ထူထပ်ခြင်းကလည်းပင်စီထိုးရင်ကြာရောက်မှုအားပေးတဲ့အခြေအနေဖြစ်ပါတယ်ဒီအချက်တွေကကိုယ့်ရဲ့ပဲဆိုင်တဲ့ပေါ့နော်ဒီလေးအထားထဲမှာဘယ်ဟာကတို့ကပြုပြင်ဖို့လိုအပ်လဲဆိုတာကိုကိုယ်တိုင်သိပါတယ်အဲဒါကြောင့်မလို့စိုက်ပျိုးမှုပေါ်မူတည်ပြီးတော့လိုအပ်တာကိုပြုပြင်ပေးဖို့လိုပါတယ်ပင်စီကိုထိုးရင်ကြပြီဆိုပြီးတော့ဆေးဖြန်းမယ်ဗာဆေးဖြန်းရမလဲလို့လာမင်းရင်ဒါနောက်ကျတဲ့အခြေအနေလို့ပြောလို့ရပါတယ်ဒါကြောင့်မလို့အစောတွေကလိုအပ်တာကိုပြုပြင်ရမှာဖြစ်ပါတယ်ဒီပဲပင်ငယ်သေးတာမြန်မာပိုးသက်ဆေးဖြန်းခြင်းကထိရောက်မှုရဖို့အခြေအနေအလွန်နောက်ကျပါတယ်ဒီမျိုးစစ်ဆေးလူချင်းနဲ့မြေကန်ဆေးထည့်ခြင်းတို့မဟုတ်စိုက်ချိန်ချင်းစခြင်းကပင်စီထိုးရင်ကြိုတင်ကာကွယ်မှုအတွက်ပို့ပြီးတော့ထိရောက်မှုရှိနိုင်ပါတယ်မျိုးစစ်လူနယ်ချင်းအတွက်ဆိုတော့အီမီဒါကရိုပရစ်ပေါ့နော်80ရာခိုင်နှုန်း WS ကိုမျိုးစစ်1ကီလိုဂရမ်အတွက်ကို5ဂရမ်တို့မဟုတ်ဖစ်ပရိုနေ5% ပေါ့နော်9ရာခိုင်နှုန်း SC ကိုမျိုးစစ်1ကီလိုဂရမ်အတွက်4မီလီလီတာနှုန်းနဲ့အသုံးပြုနိုင်ပါတယ်နောက်ကTrichoderma တို့ Rhizobium တို့ပေါ့နော် Trichoderma ကိုသုံးမယ်ဆိုလဲမျိုးစစ်1ကီလိုဂရမ်မှာ10ဂရမ်နှုန်း Rhizobium သုံးမယ်ဆိုလဲမျိုးစစ်1ကီလိုဂရမ်မှာ25ဂရမ်နှုန်းလူနဲ့စိုက်ပျိုးခြင်းတို့ဆောင်ရွက်နိုင်ပါတယ်ဒီ Trichoderma နဲ့ Rhizobium ကိုအသုံးပြုတာဒါပိုးသက်ဆေးမဟုတ်ပါဘူးဒီပဲပင်လေးကျန်းမာတန်ဆွမ်းစေရတဲ့အာဟာရရရှိမှုကိုအထောက်အကူပြုစေဖို့အတွက်ပံ့ပိုးပေးဖို့အတွက်ဖြစ်ပါတယ်ဒီပေါင်းချင်းဖို့အဆိုတက်မလွန်ကဲဖို့တို့မဟုတ်အဆိုတက်မပြတ်စေဖို့အာဟာရမျှတဖို့နဲ့မျိုးစစ်နှုံထားအလွန်မများဖို့အပင်ပေါက်ညီဖို့ပေါ့နော်မြေစနစ်တကျပြုပြင်တာတဲ့ဒီစိုက်ကင်းထောက်စစ်ဆေးတာအပင်ငယ်စင်မှာအပင်ကိုအာရုံထိခိုက်စေနိုင်တဲ့အခြေအနေဖြစ်တယ်ပေါ့နော်မလိုအပ်ဘဲနဲ့ဓာတုဆေးတွေအလွန်ကျွံဖြန်းခြင်းကိုတော့သတိပြုဆင်ခြင်ရမှာဖြစ်ပါတယ်ပဲပင်ငယ်ချင်းမှာပင်စီထိုးရင်ကြခဲ့တယ်ပဲပင်ကတချို့ပဲပင်တွေကဆက်လက်ပြီးတော့ရှင်သန်နေတယ်ဆိုရင်အပင်ငယ်ချင်းမှာကြခဲ့ဆိုတော့တက်လာသားခန့်ထိကြတတ်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီလိုအခြေအနေမျိုးမှာတော့ကလိုဖာနစ်ပြား10ဂရမ်နဲ့အဘာမတင်20ဂရမ်ပေါ့နော်ဒီဆေးကိုကြိုတင်ပြီးတော့ဖြန်းထားနိုင်ပါတယ်ဒါပေမဲ့သေချာမှုကတော့နည်းနေအောင်မှာဖြစ်ပါတယ်ဒါပဲပင်မှာပင်စီကိုထိုးရင်ကြာရောက်မှုလက္ခဏာကိုတွေ့တော့မှဆေးဖြန်းခြင်းကတော့နောက်ကျတယ်ဒါကြောင့်မလို့ဒီနှစ်အတွက်ကတော့ကြိုတင်ပြင်ဆင်ဖို့ဓာတုဆေးကိုသုံးမယ်ဆိုရင်တော့မျိုးစေ့လူနယ်ချင်းကိုပဲဦးစားပေးရွေးချယ်ဖို့အတွက်တိုက်တွန်းချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျမဒေါက်တာဒါပါရှင်